はい、スーパーモシエカイもざまそねが問題には、問題にはじゃあ、ぼわにとか、ひらがなね、いたれ、私は赤に漢字にごぴゃんゆびよめの。一番、お金が足りないから買えません。バサンမရှိလို့、バサンမလောက်လို့မဝယ်နိုင်ဘူးပေါ့နော်။足りないရဲ့ခံကြီးပြဖြစ်မလဲကြည့်ကြရအောင်။ဒါက足りないနော်။一မှာအရှိ6လောက်ရဲ့ခံကြီးကနေလာတယ်။ဒါကကျတော့အာရုရှိတာရဲ့ခံကြီးကနေလာတယ်။ဒါစုခုနိုင်နေပါတော့ရဲ့ခံကြီးဒါကျတော့အိုဝိမြပြတော့ရဲ့ခံကြီးကနေလာတယ်ပေါ့နော်။မလုံလောက်တာဆိုတော့ဒီရဲ့အရှိ6လောက်ရဲ့ခံကြီးနဲ့ပေါင်းတာနော်။ဂျူအချီこの言葉の意味がわかりません。ဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုနားမလည်ဘူး။အဲဆို意味ရဲ့ခံယူကြည့်ကြည့်အောင်။ဒါကကျတော့ဤခိုင်နော်ဤခိုင်စွတ်တော်ရဲ့ခိုင်နဲ့ပေါင်းနေနော်။အဲဒါကျဤချောတို့ဤခတို့မှာပေါင်းနေဤအရှိရ။ဤမိနော်အဓိပ္ပာယ်နော်။ဤဟိုဒါကျစိတ်ရဲ့ခံကြီးအနောက်ကမိစားအကြီးအရသာရဲ့ခံကြီးကနေလာရနော်။ဤမိဒါကကျတော့လေဤမိပဲဒါပေမဲ့ဤချင်းမတူဘူးနော်။ဒါကကျတော့မလွဲ၍အဲ့လိုမျိုးမှာသုံးတာဤခိုင်တို့ဤချောတို့ဤခတို့ဒါဤမိဖြစ်သွားမှာပေါ့နော်။ဤမိဆိုပေမဲ့အတိပ္ပယ်ဤမိအနီနော်ဒါကျတော့ဤခန်းအရှိယစိတ်ရိတ်ခန်းကြီးအနောက်ကခန်းဆိုတာကမိတို့ကြည်တာရဲ့ခန်းကြီးကနေလာနော်ဤခန်းအကြံဉာဏ်ပေါ့ဂျူနီကဝါသာရှိဝနိခုဒါပဲမဆန်ကျွန်တော်ကအသားမစားဘူးအသားရဲ့ခန်းကြီးကြည့်ရအောင်အချိဒါကတိုရိငှက်ရဲ့ခန်းကြီးနိရကျတော့ဒါကဥရှိနွားရဲ့ခန်းကြီးဆန်းကကျတော့နိခုနော်အသားရဲ့ခန်းကြီးယုံကတော့သခဏငါးရဲ့ခန်းကြီးကျူဆန်အာတို့ဤတဲ့ခိုင်ရှာနီအီကီမတ်လမ်းလျှောက်ပြီးတော့ကုမ္ပဏီကိုသွားရဲ့အဲ့တော့ဒါရှိဒါကဘယ်မှာသုံးလဲဆိုတော့ခော့နန်းတို့အမနစ်ကတော့ငါလူခခုအတိတ်မှာသုံးတဲ့ခန်းကြီးပေါ့နော်ဒါလမ်းလျှောက်တာရဲ့ခန်းကြီးပေါ့အဲ့တော့ဘာရဲ့ခန်းကြီးလဲဒါကကျတော့ဒါရှိတော့ဟာရှိတို့ပြေးတာရဲ့ခန်းကြီးပေါ့နော်ဒါကကျတော့မော့တိုမူလာတို့မူလာနေရာတို့ရဲ့ခန်းကြီးနောက်တစ်ခါကျတော့နောက်ဆုံးကမှဒါကအာတို့ဤတဲ့လမ်းလျှောက်တာရဲ့ခန်းကြီးနော်ဒါရှိတော့ယွန်ပန်အာဂျူယောကချစ်ချီဝါချစ်ခါရာကစယောဤတဲ့အဖေကအကောင့်နေပေါ့နော်စယောဤအကောင့်တော့ရေခန်းကြီးအချီကကျတော့ရာဆွေစီးသက်တာတော့ရေခန်းကြီးနီးကကျတော့ဖုမရှိတာရေခန်းကြီးနော်ဒါကျတော့မီယာခိုမြို့တော်ရေခန်းကြီးပါနောက်ဆုံးကမှစယောဤအကောင့်တော့ရေခန်းကြီးနော်ဂျူကချီစုစာကမြေပုံရေခန်းကြီးချီစုမတဲ့ဣတဲ့ကူရာဆိုင်မြေပုံယူလာပေးပါဒါရှိချီစုရေခန်းကြီးပါဖြစ်မလဲအရှိကကျတော့ချီရီနော်မြေကြီးရေခန်းကြီးရဲ့အနောက်ကရီနီးကကျတော့ချီစုမြေပုံရိတ်ခန်းကြီးနော်အရှိအမြေကြီးရိတ်ခန်းကြီးအနောက်ဆိုဇုဆိုတာပုံရိတ်ခန်းကြီးပြောတာချီသူဒါရှိဒါကကျတော့ဟောခန်းတွေဘာတွေမှာတုံးနေခန်းကြီးပေါ့နော်နောက်ဆုံးယုံကကျတော့အရှိကတော့ချီဟုတ်ပြီပဲနောက်ကဒိုင်စာကဒီသပွဲတို့ပြီးလို့ရှိရင်ဒီကွန်ပျူတာတွေဘာတွေဆိုရင်အချီတိုင်းနေ့တိုင်းတုံးတာပေါ့နော်အခန်းကြီးကနေလာအဲ့တော့ချီစုမြေပုံရိတ်ခန်းကြီးကနေပြန်ပါ